မင်းကဥပိ္ပခကိုရိုးရိုးလေးမပြစ်ဘူးငါကိုတဲ့ချီချင်းပြီးပြစ်သွားတယ်လက်ကြည့်စရာမလိုအောင်ချစ်ခဲ့တာမို့မလွမ်းဘူးလားလို့မင်းကျွန်တော်မညာပါဘူးတိတ်လွမ်းတာပေါ့ကားတွေကမီးပွင့်မိရင်မီးစိမ့်ပြန်ပြရင်ဆက်သွားလို့ရတယ်ကိုတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကမင်းအကောင့်ကလေးမီးစိမ့်ပြနေတာတော့ဆက်သွယ်လို့မရနိုင်တော့ဘူးကိုမကိုဆိုတဲ့သူတွေကတခြားတစ်ယောက်နဲ့ဘဝတစ္ဆာနေကြပြီကိုမတော့အခုထိမင်းမမင်းဖြစ်နေတုံးပဲအတောင်ညောင်းလို့နားတာတဲ့လောင်ရင်ကြဲကြဲမှာခိုနားတဲ့ငှက်ပဲဖြစ်ချင်နေဝီစုပ်ပြီးဝုမုံကူချင်ယုံဝဲတဲ့ပတုံးတွေတဲ့ပန်ချင်လို့ခူးတဲ့လက်ကိုမှစူးစေရရသလားကျွန်တော်ပြီးလိုက်တာကတော့ပန်ပါသူမကခါချင်းကောင်ကိုပဲမြင်ပုံရတယ်အဲ့ဒါကြောင့်ထင်တယ်ဗျာသူပါတာလို့ညိုးပြီးအဆွဲကိုချိုးသွားတာကျွန်တော်ကခဲလုံးမဟုတ်ပါဘူးစာတငယ်ကိုယ်တိုင်မှန်ခဲ့ဘူးတာမို့မင်းရဲ့အတောင်တွေကျိုးမာကိုစိုးတာမျိုးပါဘူလို့ပြီးခဲ့တဲ့မြတ်တာတွေမဟုတ်လို့မလိုတော့တဲ့အခါမှရမယ်မရှာပါနဲ့အချစ်စီရင်ယူတက်ပြီးမြတ်တာစီရင်စူးတက်လို့ပါဗျာမချစ်တာတဲ့ချစ်လားမချစ်လားမသေးချတဲ့ဆက်ဆံရေးတွေကပိုးကြီးကွဲရတယ်အချစ်ဆိုတာတိမ်တွေလိုပါပဲအချိန်တန်ရင်ပျောက်ကွယ်သွားတယ်နော်